အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းလေးကတော့ Photoshop မှာကျွန်တော်ဓာတ်ပုံတစ်ပုံပြင်တဲ့အခါကျလို့ရှိရင်plugin တွေလုံးဝမသုံးဘဲနဲ့ Photoshop မှာပါတဲ့ tools လေးတွေကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ higher retouch ကိုဘယ်လိုမျိုးမြန်ဆန်ဆန်နဲ့ပြင်လို့ရတဲ့နည်းလမ်းလေးကိုကျွန်တော်မျှဝေပေးခြင်းတာဖြစ်ပါတယ်ဒီဘက်ခေတ်မှာတော့ကျွန်တော်တို့ဒီဓာတ်ပုံပြင်တဲ့နည်းလမ်းတွေကတော့အမျိုးမျိုးရှိပါတယ်အဓိကကတော့ယနေ့ခေတ်မှာဆိုပို့လို့တောင်မှကျွန်တော်တို့ပေါ်များပါတယ်AI tool တွေနောက်ဆုံးပေါ်ဒီ generated tool တွေအများကြီးပေါ့နော်ကျွန်တော်တို့ဒီလွယ်လွယ်ကူကူနဲ့ click ချက် one click နှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီပုံတစ်ပုံကိုမြန်ဆန်ဆန်နဲ့ကျွန်တော်တို့ပြင်နိုင်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တကယ်ပေါ့နော်ဒီလက်ရှိဒီကျွန်တော်ဒီ photography field ထဲမှာကိုက professional အဆင့်ထိသွားခြင်းတယ်ဆိုလို့ရှိရင်เนาะအဲ့လိုမျိုး one click tool တွေသုံးတာထက်ကိုယ်တိုင်တိဆောက်ပြီးတော့ all space တစ်ခုကိုယ်တိုင်တိဆောက်ပြီးတော့သုံးတာကပို့ပြီးတော့မှကောင်းမွန်တဲ့ result တစ်ခုကိုရလာမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်ဒီဗီဒီယိုမှာပါတဲ့အကြောင်းအရာလေးတွေကတော့ဒီမှာစပြီးတော့လေ့လာမဲ့သူတွေလည်းအဆင်ပြေမယ်လက်ရှိပေါ့နော်တီဗီသားလူတွေလည်းပြန်ပြီးတော့ကြည့်လို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးကိုပြုလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Photoshop မှာဘယ်လိုဒီ retouch လုပ်တဲ့ခါကြလို့ရှိရင်အဆင့်တွေကျွန်တော်ဘယ်လိုမျိုးလေးတွေလုပ်မလဲဆိုတာကိုတစ်ချက်လက်ကြည့်အောင်နော်ကျွန်တော်ဒီဗီဒီယိုမှာအသုံးပြုမဲ့ပုံကိုတော့ကျွန်တော်ဒီ Google ကနေကျွန်တော်တွက်ရှာတာဖြစ်ပါတယ် Okay အဲ့တော့ကျွန်တော်တို့ဒီ Photoshop တွေကိုကျွန်တော်တစ်ချက်သွားကြည့်မယ်နော်အဲ့တော့ကျွန်တော်ဒီမှာအရင်သင် download ဆွဲရတဲ့ပုံလေးကိုကျွန်တော် Photoshop တွေကိုကျွန်တော်ထည့်လိုက်ပါမယ်ကျွန်တော် download ဆွဲရတဲ့ပုံက raw file ပေါ့နော်အဲ့တော့ကျွန်တော်လက်ရှိဒီပုံကတော့ Canon camera နဲ့ရထားတဲ့ raw photo တစ်ခုပဲပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ပထမဆုံးကျွန်တော်ဒီ raw ပုံတွေကိုကျွန်တော် Photoshop တွေကိုထည့်လိုက်ပြီဆိုတာနဲ့ပထမဆုံးတန်းပြီးတော့မြင်ရမှာ Adobe Camera Raw ကိုကျွန်တော်စပြီးတော့မြင်ရမှာဖြစ်ပါအဲ့တော့ Adobe Camera Raw ဆိုတာကလွယ်လွယ်ကူကူပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီပုံတစ်ပုံကို exposure highlight shadow ပေါ့နော်အကုန်ကျွန်တော်လိုအပ်တာချိန်လို့ရအောင်ပေါ့နော် Okay ဒီမှာကတော့လက်ရှိဒီပုံမြင်ရတဲ့အလျောက်ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်မှာ histogram bar တန်းလေးရှိတယ်အဲ့ bar တန်းမှာဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်ဒီ brush နဲ့ shadow ဘက်မှာတော့သူ့ရဲ့ဒီ line လေးတွေကပုံများနေပေါ့နော်အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော် shadow နည်းနည်းမရှိဘူးblack back ကိုလည်းနည်းနည်းသွားနေအဲ့တော့ပထမဆုံးကိုကျွန်တော်ဒီ exposure မှာကျွန်တော်တို့ဘယ်ဟာကိုအရင်စတင်မလဲဆိုတော့ကျွန်တော်ကတော့ shadow လေးကိုကျွန်တော်အရင်တင်လိုက်ပါပေါ့နော် Okay shadow လေးတင်မယ်ပြီးတော့ကျွန်တော်ဒီ black ကိုလည်းနည်းနည်းလေးကျွန်တော်တို့တင်ကြည့်မယ်နော် Okay ကျွန်တော်ဒီမှာ exposure ရဲ့ contrast ရဲ့ highlight ရဲ့ shadow ရဲ့ white ရဲ့ black ရဲ့ဆိုရှိတယ်အဲ့တော့ကျွန်တော်တို့ဒီပုံတစ်ပုံကအခုဆိုရင်ကျွန်တော်ဒီပုံကဗျာစချင်းဆိုကျွန်တော်မှောင်နေတယ်လို့ကျွန်တော်မြင်အဲ့တော့ကျွန်တော်ကစပြီးတော့ okay exposure ရှောက်တင်မယ်ကျွန်တော်လင်းအောင်လို့ white တွေရှောက်တင်မယ်အဲ့လိုမျိုးလောက်ထားတဲ့ဆိုင်လို့ရှိရင်ကျွန်တော်ပုံတစ်ပုံကိုစပြီးတော့မြင်တဲ့ခါကျလို့ရှိရင်ကိုက okay ဒီပုံမှာဘယ်ဟာကအရင်ဆုံးလိုအပ်လဲဆိုတာကိုကျွန်တော်သွားလောက်တာတော့ပို့ပြီးတော့အဆင်ပြေရပါတော့ဒါကတော့ဒီကောင်ကတော့ပုံဒီနီးတော့မရှိဘူးဆိုပေမဲ့ကိုလုံရင်းနဲ့ပုံတစ်ပုံမြင်တာနဲ့ဘယ်အရာကိုစပြီးတော့ပြောင်းတင်နေဆိုတာကိုသိလာပါလိမ့်မယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ကတော့ဒီပုံမှာဆိုလို့ရှိရင်ဒီ histogram ကိုကျွန်တော်အရင်ဆုံးကဲခက်လိုက်တဲ့ခါကျတော့ဒီ black နဲ့ shadow ဘက်ကိုလေးတာနေတယ်အဲ့တော့ကျွန်တော်က shadow ကိုကျွန်တော်အရင်ဆုံးဖွင့်ကြည့်မယ်။ Okay shadow ဖွင့်ကြည့်လိုက်တဲ့အချိန်မှာနည်းနည်းလေးအလင်းအားလေးကနည်းနည်းလေးလိုနေသေးတယ်ပေါ့နော်။အဲ့တော့ဒါပေမဲ့ဒီမှာ black လည်းတင်ရမှာဆိုတော့လေဒီဘက်မှာ shadow မှာဆိုလို့ရှိရင်ကျွန်တော်ဒီ black မှာတွဲရက်ပါတာဆိုတော့ကျွန်တော် black လေးပါနည်းနည်းတင်လိုက်။ Okay ဒီမှာဆိုလို့ရှိရင်လည်းနည်းနည်းလေးအလင်းအားလေးနည်းနည်းလိုနေတော့ကျွန်တော် exposure လေးပလေးကျွန်တော်တင်ကြည့်မယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ပထမဒီပုံလေးနဲ့ကျွန်တော်တို့နှိုင်းယှဉ်ကြည့်အောင်အဲ့တော့ကျွန်တော်နည်းနည်းလေးဆက်ပြီးတော့တစ်ခုချင်းဆက်ယှဉ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆို contrast ကိုတော့ကျွန်တော်မထိတော့ဘူး highlight ကလည်းနည်းနည်းလေးကျွန်တော်တင်ကြည့်မှာပေါ့နော် Okay အဲ့တော့အလင်းအားလေးနဲ့ထပ်တင်ကြ white လေးပါကျွန်တော်နည်းထပ်တင်လိုက်မယ် Okay ဟုတ်ပြီဒါဆိုလို့ရှိရင်နည်းနည်းတော့အဆင်ပြေလာပြီဒီအောက်မှာ color mixer မှာဆိုလို့ရှိရင်ကျွန်တော်ဒီ orange နေရာလေးကိုကျွန်တော်က luminance လေးပလေးကျွန်တော်တင်လိုက်ပါပေါ့နော်ဒီ skin tone လေးနည်းနည်းတက်သွားအောင်လေ Okay အဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်ဖြစ်ဒီ black ကအဆုံးထိကိုဒီ histogram မှာမရောက်တော့ဘူးနည်းနည်းလေးတော့အပြင်တော့ထွက်လာပြီဒါပေမဲ့နည်းနည်းလေးထပ်ပြီးတော့တင်ကြည့်မယ်နော်ကျွန်တော်တို့ဒီမှာ Okay ဒါလေးကိုကျွန်တော်မြန်လေးသွားလိုက်မယ် Okay ပြီးတော့ကျွန်တော်ဒီလောက်တင်တာနည်းနည်းအားမရသေးဘူးဆိုကျွန်တော်ဒီ cap 2မှာလည်းသွားဆွဲတင်လို့ရတယ်ဒီ depth ဖြစ်တဲ့ area တွေနည်းနည်းသွားတင်မယ်နော် Okay အဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် highlight လေးပလေးရှော့မယ်အလင်းလေးနည်းနည်းထပ်တင်မယ် shadow ကနည်းနည်းလေးလိုတယ်ဟုတ်ပြီဒါတော့ဆိုရင်ကျွန်တော်တို့ကျင့်တတ်ပြီနော်ဒါကတော့တယောက်နဲ့ကိုယ်စိတ်ကူးရှိတဲ့အတိုင်းကိုချိန်လို့ရမှာဖြစ်ပါတယ်
okay အဲ့တော့ကျွန်တော်ဒီအဆင့်မှာအဆင်ပြေပြီဆိုတော့ကျွန်တော်က camera raw ကိုကျွန်တော်ကျင်းနှက်ပြီကျွန်တော် Photoshop တွေကိုကျွန်တော်တွားလိုက်အဲ့တော့ open လေးကိုကျွန်တော်နှိပ်မယ်နော် retouching နဲ့ပတ်သက်တဲ့အဆင့်လေးတွေကျွန်တော်အရင်ဆုံးပြပြမယ်ပေါ့နော်ပထမဆုံးပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ပုံတစ်ပုံစပြင်ဆိုရင်အရင်ဆုံးဒီပုံတစ်ပုံကို Photoshop ထဲထည့်လိုက်တယ်ဆိုတာနဲ့ cleaning process ကိုကျွန်တော်အရင်ဆုံးတွားတယ်ပေါ့နော် okay cleaning ကဘာလို့မလဲဆိုတော့အဓိကကတော့ကျွန်တော်လူပုံတွေပြင်တာဖြစ်တဲ့အတွက်ကြောင့်ဒီလူရဲ့ဒီမျက်နှာအနိကတ်တွေကျွန်တော်တို့တစ်ချက်ကြည့်ဒီမှာဆိုလို့ရှိရင်သူ့မျက်နှာကskin texture လေးကတော့ကောင်းတယ်ဒါပေမဲ့ဒီနားလေးမှာအမဲဆက်လေးတွေကျွန်တော်တို့နည်းနည်းလေးရှိရပါတော့အဖုပိတ်တွေရှိအဲ့ဒါလေးတွေကျွန်တော်တို့အရင်ဆုံးရှင်းပေးမယ် okay အဲ့တော့ကျွန်တော်တို့ကပထမဆုံးဒီ background layer ကိုကျွန်တော်သူ့ရဲ့ပထမ layer မှာကျွန်တော်အလုံးမလို့ချင်တယ်ကြောင့်သူ့ layer လေးတစ်ခုပွားမယ်ပေါ့နော်window မှာဆို control J Mac မှာဆိုလို့ရှိရင် command J နဲ့ကျွန်တော်တွားတယ်ပေါ့နော်အဲ့တော့ဒီ cleaning process မှာကျွန်တော်ဒီဘက်ထောက်လေးမှာရှိရဒီဘားတန်းလေးမှာကျွန်တော်သုံးလို့ရတဲ့ tools လေးတွေရှိတယ် spot healing brush tool ရယ် healing brush tool ရယ် fast tool ရယ်ဆိုပြီးတော့၃မျိုးရှိရပေါ့နော်အခြေခံအဖြစ်ကျွန်တော်တို့ဒီဓာတ်ပုံပြင်တဲ့ခါကျရင်ဒီ cleansing လုပ်တဲ့ခါကျလို့ရှိရင်ပေါ့နော်ဒီ၃မျိုးကိုပဲအဓိကအသုံးပြုတာများတာပေါ့နော်အဲ့တော့မိတ်ဆွေတို့ကဒီ၃မျိုးတွေကကိုအားတန်နဲ့နော်အရာနဲ့ကျွန်တော်သုံးလို့ရတာပေါ့နော်ကျွန်တော်ကတော့ဒီထဲမှာကျွန်တော်ကြိုက်ဆုံးကတော့ healing brush tool ကိုကျွန်တော်ကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် healing brush tool လေးနဲ့ကျွန်တော်မလိုအပ်တဲ့အပိုင်းလေးတွေကျွန်တော်ဖယ်ရှားမှာပေါ့နော်အဲ့တော့ဒီတစ်ခုချင်းစီရဲ့အဓိပ္ပာယ်လေးတော့ကျွန်တော်ဒီဗီဒီယိုမှာထည့်ပြောအောင်မဟုတ်ဘူးရေလိုမိတ်ဆွေတို့ကလိုအပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်နောက်ပိုင်းကျရင်ဒီ tools တစ်ခုချင်းစီအလုပ်လုပ်ပုံလေးတွေကိုကျွန်တော်ထပ်ရှင်းပြပေးမယ် okay ဒီနေ့ကတော့ကျွန်တော်ဒီပုံတစ်ပုံကိုပြင်ပြမယ့်အပိုင်းကိုပဲကျွန်တော်အဓိကထားပြီးတော့လှုပ်ဆောင်အောင်မှာဖြစ်တယ် okay အဲ့တော့ကျွန်တော်ဒါလေးတွေကိုနည်းနည်းလေးသွားလိုက်မယ် okay healing brush tool ကဒီကိုဘယ်လိုသုံးမလဲဆိုတော့ကျွန်တော် order လေးဖြစ်ပြီးတော့အပြင်နှိပ်မယ် okay ဒါလေးတွေဒီလိုသွားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီတိုင်းပဲအမြန်လေးပဲသွားလိုက်တော့မယ်ပုံတစ်ပုံအစအဆုံးပြင်ဖို့အတွက်ကြအချိန်လေးနဲ့များအောင်ပါဆိုလို့เนาะကြည့်ရတဲ့အတွက် okay အဲ့တော့ဒါလေးတွေကျွန်တော်နည်းနည်းလေးပဲအပါးလေးပဲကျွန်တော်တို့သွားလိုက်မယ် okay အဲ့တော့ကျွန်တော်တို့ဒီဟာတော့ကျွန်တော် cleansing လုပ်ပြီးသွားပြီ cleansing လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဟာနှစ်ခုကိုကျွန်တော်ထပ်လိုက်မှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီပုံစပြင်ပြီဆိုတာနဲ့ဒါ cleansing process ပြီးပြီဆိုတာနဲ့ကျွန်တော်မျက်နှာကိုနည်းနည်းလေးတစ်ချက်လောက်ကြည့်အောင် shadow လေးနည်းနည်းကျန်းနေရတယ်ကျွန်တော်တွေ့ရပါတော့အဲ့တော့ကျွန်တော်ဒီ shadow ဒီနားလေးတွေကိုကျွန်တော်မလိုချင်ဘူးအဲ့နားလေးကိုကျွန်တော်ကဖြီရမှာပေါ့နော်ဒါကျွန်တော်တို့ပုံပြင်တဲ့ခါကျရင်ဒါကိုရင်ဖြီရမယ်ပြီးတော့ဒီမျက်နှာမှာဆိုလို့ရှိရင်ကျွန်တော်ဒီမျက်ဝတ်ဒီအောက်နားလေးတွေမဲနေရလေးရှိရပါတော့ဒါလေးတွေကျွန်တော်မလိုချင်ဘူးဒါလေးတွေကျွန်တော်ဖြီမှာပေါ့နော် okay ဒီနားလေးတွေကျွန်တော်ဖြီမယ် skin ကလည်းကျွန်တော်ဒီဘက်ပေါ့နော်သူရဲ့ညာဘက်ချမ်းဆိုလို့ရှိရင်နည်းနည်းလေးမညီဘူးပေါ့နော် skin တွေကသူ့ဘာသူဟိုမဲတဲ့နေရာမဲလင်းတဲ့နေရာလင်းအကွက်တွေထနေရတယ်ကျွန်တော်တွေ့ရအဲ့တော့အဲ့ဒီအရာတွေကိုကျွန်တော်ဘယ်လိုမျိုးဖြည့်ရှင်းမလဲဆိုတော့ frequency separation နည်းနဲ့ကျွန်တော်ဖြည့်ရှင်းမယ်ဟုတ်ပြီအဲ့တော့ frequency separation ကြောင့်လည်းကျွန်တော်နည်းနည်းပြောပြမယ် frequency separation ဆိုတာကကျွန်တော်ဒီ retouching method တစ်ခုပဲပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့လွယ်လွယ်ကူကူပြောရမှာဆိုလို့ရှိရင်ဒီမူရင်းပေါ့နော်ဒီ texture မပြောက်ဘဲနဲ့ဒီလူရဲ့ skin ကိုဟိုကြည့်လိုက်လို့ရှိရင်ချောချောမွေ့မွေ့နဲ့ဖြစ်အောင်ပြုလုပ်ပေးတဲ့အရာပဲပေါ့နော်ဒါကတော့ကျွန်တော်အလွယ်ဆုံးလေးရှင်းပြလိုက်တာပေါ့နော် okay အဲ့တော့ frequency separation ကိုကျွန်တော်ဘယ်လိုလုပ်မလဲ okay frequency separation လုပ်လို့ရတဲ့နည်းလမ်းတွေကအများကြီးရှိတယ်ကျွန်တော် YouTube မှာဆိုလို့ရှိရင်frequency separation ကိုရိုက်ရှာလိုက်လို့ရှိရင်အဲ့ one click ဘာညာ okay တခါတည်းနဲ့ရတာပေါ့နော်ဒါပေမဲ့အဲ့ဒီဟာကြတော့သူများကသူ့ရဲ့ဒီအချိန်အစားနဲ့လုပ်ထားတာဖြစ်တဲ့ကြောင့်ပုံတိုင်းကိုလက်ရှိရိုက်ထားတဲ့ကိုပြင်ကျင်တဲ့ပုံနဲ့တော့ထပ်တူကြကြမှာကြာမှာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့လက်ရှိပေါ့နော်ဒါကတော့ကျွန်တော်ကတော့အခုလက်ရှိလွယ်လွယ်ကူကူသုံးလို့ရတဲ့နည်းလမ်းလေးကိုပဲကျွန်တော်အရင်ဆုံးfrequency separation လေးကျွန်တော်လုပ်ပြမယ် Photoshop ရဲ့ tool ထဲမှာပဲကျွန်တော်ဘယ်လိုမျိုးလေးတွေတစ်ခုချင်းဒီဘယ်လိုလုပ်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြမယ် okay အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ frequency separation လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ background layer ကိုကျွန်တော်တို့အရင်ဆုံး copy လုပ်မယ် copy နှစ်ခုလုပ်ပါမယ်နော်အဲ့တော့ကျွန်တော်တို့ကဒီပထမ layer ကိုကျွန်တော်တို့ low လို့ကျွန်တော်ပေးမယ်နောက်ထပ် layer တစ်ခုတော့ကျွန်တော်တို့ high လို့ကျွန်တော်တို့ပေးမယ်ဟုတ်ပြီအဲ့တော့ဒီပထမဆုံးဒီ low layer မှာဆိုလို့ရှိရင် okay အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီ filter တွေကနေ blur တွေက question blur ကိုကျွန်တော်တို့တွားမယ်အဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်လူတစ်ချက်ကြည့်မယ်ပေါ့ဒီမှာဆိုရင် radius က 4.0 ရှိပေါ့နော်အဲ့တော့ကျွန်တော်တင်ကြည့်မယ်တင်လိုက်လို့ရှိရင်ပိုဝါးပါမယ်အဲ့တော့နည်းနည်း short လို့ရှိရင်ဒါမူရင်းအခြေအနေ okay အဲ့တော့ဒီမှာဆိုလို့ရှိရင်4လောက်ဆိုလို့ရှိရင်ကျွန်တော်တို့က
okay နည်းနည်းလေးပေါ့နော် skin လေးတွေနည်းနည်းချောမွေ့သွားတဲ့ပုံစံမျိုးလေး smooth ဖြစ်နေတဲ့ပုံစံမျိုးလေးမြင်ရအဲ့တော့ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီfrequency separation ကိုကျွန်တော်လုပ်ပြီဆိုလို့ရှိရင်ဒီ cushion blur ကိုကျွန်တော်ဆိုလို့ရှိရင်ဒီ 4.0 ကနေကျွန်တော်10လောက်ထိပေါ့နော်အဲ့ဝင်းကျင်ကြားမှာပေါ့နော်ဒါရိုက်ထားတဲ့ဒီပုံရဲ့အလေးမောင်ပုံမူတည်ပြီးတော့ကျွန်တော်ထားတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် 4.0 လောက်ပဲကျွန်တော်ထားလိုက်မှာပေါ့နော်ပြီးရင် okay လေးနှိပ်မယ်ဒါဆိုရင်ရပြီပြီးနောက်ထပ်ဒီ height နေရာလေးသွားမယ် height နေရာသွားပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ image တွေက apply image ကိုကျွန်တော်နှိပ်မယ်နှိပ်ပြီးတာနဲ့ကျွန်တော်ပထမဆုံးအနေနဲ့ဒီ layer ပေါ့နော် layer မှာဆိုလို့ရှိရင်ကျွန်တော်ဒီသူကအပေါ်ကဒီ height layer ကျွန်တော်လှုပ်ချင်တာကဒီ layer နဲ့ဟို layer ကိုချိတ်ဆက်ဖို့လုပ်ဖို့အတွက်ကိုကျွန်တော်ကလုပ်မှာပေါ့နော်အဲ့တော့ဒီ layer မှာဆိုလို့ကျွန်တော်ဒီ low ကိုရွေးမှာဘာလို့ရွေးမလဲဆိုတော့ဒီအပေါ် layer နဲ့အောက်ကိုချိတ်ဆက်ချင်လို့အဲ့တော့ဒီ channel ဆိုလို့ရှိရင်တော့ကျွန်တော် RGB ပဲကျွန်တော်တို့ထားမယ်ဒီမှာကတော့ကျွန်တော်တို့က multiply မသွားဘဲနဲ့ကျွန်တော်ဒီမှာ subtract ပဲထားမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီ scale ကိုတော့ကျွန်တော်2ထားမယ် offset ကိုတော့128ထားမယ်ပုံမှန်ဆိုလို့ရှိရင်ဒီကောင်နဲ့0တွေဖြစ်နိုင်တယ် scale ကလည်းကျွန်တော်1ပဲရှိမှာပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကောင်ကို2လေးထားမယ် offset ကိုကျွန်တော်128ထားလိုက်မယ် okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကိုဒီလောက်ဆိုရင်ကျွန်တော်ရပြီရတဲ့အတွက်ကြောင့်ကျွန်တော်လေး okay လေးနှိပ်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော် linearize လေးကျွန်တော်ရွှေ့မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီအဆင့်မှာပဲကျွန်တော်တို့က frequency separation လုပ်လို့ရပြီဒါပေမဲ့ကျွန်တော်ကပို့ပြီးတော့ smooth ဖြစ်ချင်တယ်ပို့ပြီးတော့ဒီ skin tone ကိုပိုချောမွေ့ချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် layer လေးနဲ့ထပ်ပွားကြည့်မှာပေါ့နော်ဒီ low ကိုအောက်ကဒီ low layer ကိုကျွန်တော်က control ချင်တဲ့တစ်ခုပွားမယ်ဒီ high layer ကိုလည်းကျွန်တော် control ချင်တဲ့တစ်ခုပွားမယ်ပွားပြီးတာနဲ့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ okay ပထမဆုံးဒီပွားလိုက်တဲ့ဟာကိုကျွန်တော်ဒီကောင်ကို normal ပဲပြန်ထားမယ် okay ဟုတ်ပြီအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ဒီကောင်ကိုကျွန်တော်က create clippy map ကျွန်တော်သုံးမယ်ပေါ့နော် clippy map သုံးပြီးလို့ရှိရင်ဒီကောင်ကိုကျွန်တော်က normal လေးပဲကျွန်တော်ပြန်ထားမယ်ပြီးရင်ဒီအောက်ကဒီပွားလိုက်တဲ့ဟာကိုလည်းနှစ်ခုလုံးကအပေါ်အောက်ချိတ်ဆက်ချင်တာဖြစ်တဲ့အတွက်ကြောင့် clippy map ကိုကျွန်တော်သုံးမယ် clippy map ကဘယ်လိုသုံးလဲဆိုတော့ကျွန်တော် layer နှစ်ခုရှိရဆိုပါစို့ဒီဘက်မှာအမှ low layer ဆိုနှစ်ခုရှိတယ်အဲ့နှစ်ခုလုံးကအပေါ် layer ရဲ့အလုံးလုံးမှုကအောက်မှာတက်ရောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် clippy map ကိုကျွန်တော်တို့အသုံးပြုရတယ်ဒါတော့ clippy map ကိုကျွန်တော်ဒါရိုးလေးပဲကျွန်တော်ရှင်းပြတာပါနော်မိတ်ဆွေတို့တကယ်လို့နားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်ကျွန်တော်ပုံတွေပြင်တဲ့ခါကျရင်လည်းကျွန်တော်နည်းနည်းထက်အကြောင်းအရာလေးတွေနည်းနည်းလေးဖြည့်ပြီးတော့ကျွန်တော်ပြောရမှာပေါ့နော်အခုကတော့ကျွန်တော်ဒီမှာတစ်ခုချင်းစီလုံးပြတာဖြစ်တဲ့ကြောင့်အချိန်နည်းနည်းကြာမှာဆိုလို့ကျွန်တော်အမြန်ပဲကျွန်တော်ပြောရလိမ့်မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီမှာဒါဆိုလို့ရှိရင်ကျွန်တော်ကျေနပ်ပြီအဲ့တော့ဒီကောင်ဒီလက်ရှိကျွန်တော်လောက်ထားတဲ့ layer ၄ခုကိုကျွန်တော်အရင်ဆုံး select ပေးလိုက်မယ် select ပေးပြီးတော့ကျွန်တော်ကဒီကောင် group တစ်ခုဖွဲ့မယ် group ဖွဲ့ဖို့ကလွယ်လွယ်လေးပဲဒီအောက် button လေးမှာကြီးလိုက်မယ်ဒီစောက်ပုံစံလေးကိုကျွန်တော်နှိပ်လိုက်တယ်နဲ့ group ဖြစ်သွားပြီအဲ့ group ပုံစံနေရာမှာကျွန်တော် frequency separation ဖြစ်ကြောင်းကျွန်တော်က FF လို့ကျွန်တော်မေးမယ်ပေးပြီးတာနဲ့ကျွန်တော်အလုပ်လုပ်မဲ့ layer ဘယ်မှာဆိုတော့ဒီ low layer မှာကျွန်တော်ကလုပ်မယ်ပေါ့နော် okay အဲ့မှာဒီကောင်ကိုဘယ်လိုအလုပ်လုပ်မလဲဆိုတော့ကျွန်တော်ဒီဘက်ဘေးမှာရှိတယ်ကျွန်တော် Mr. Brad 2လေးနဲ့ကျွန်တော်တို့သွားပြီးတော့နှိပ်ပေးရမှာဖြစ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့အခုလက်ရှိ frequency separation ကိုကျွန်တော်ကိုယ်တိုင်တိဆောက်ပြီးသွားပြီကိုယ်တိုင်တိဆောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီလူရဲ့ဒီမညီညာတဲ့ဒီ skin tone လေးတွေကိုကျွန်တော်ညီညာအောင်ကျွန်တော်တို့အလုပ်လုပ်မယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအရေးကြီးတာလေးတစ်ခုပြောချင်တယ်ကျွန်တော်ဒီ photographer တွေပေါ့နော် photographer တော်တော်များများကကျွန်တော်တို့ကဒီလူပုံပဲရိုက်ကြတာများတယ်show လည်းရှိပါတယ်ကျွန်တော် landscape ရိုက်တာလည်းရှိတယ်ပေါ့နော်အများကြီးပါပဲကျွန်တော်ဒီ wildlife တွေရိုက်တာရှိတယ်စသဖြင့်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုလက်ရှိဒီ video ကိုရဲ့ရည်ရွယ်ချက်ကတော့ဒီလူပုံရိုက်တဲ့ဒီ portrait photographer တွေ pre-wedding photographer တွေစသဖြင့်ပေါ့နော်ဒီလူရဲ့အစိတ်ပိုင်းလေးကိုပြင်ရတဲ့ဓာတ်ပုံဆရာတွေအတွက်ကျွန်တော်ရည်ရွယ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီလူပုံတွေပြင်တဲ့အခါကျလို့ရှိရင်အဓိကအခြေခံကြတဲ့အစိတ်ပိုင်းကတော့ကျွန်တော်ပထမဆုံးဒီ cleansing ကလည်းအခြေခံကြသလိုဒီ frequency separation လုပ်တဲ့နေရာကလည်းတကယ်ကိုမှအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်တကယ်လို့ဒါကျွန်တော်ဒီ frequency separation ကိုဒါတခြားလေးကောင်းကောင်းမွန်မွန်ကျွန်တော်မလုပ်ခဲ့ဘူးဆိုလို့ရှိရင်ဒီနောက်ထပ်ထပ်ပြီးတော့ရောက်လာမဲ့ဒီအဆင့်တွေမှာကျွန်တော်တို့လိုချင်တဲ့ result တစ်ခုရဖို့နည်းနည်းခဲရင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်သိထားတဲ့လောက်ကိုပဲပြောတာကျွန်တော်ပြောတာလည်းမှားကောင်းမှားနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရေးကြီးတဲ့အဆင့်ကတော့ပုံပုံပြင်းတဲ့ခါကျရင်ဒီ frequency separation လောက်တာကအရေးကြီးဆုံးလို့ကျွန်တော်ကထင်တယ် okay အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်တစ်ချက်ပြောကြည့်မယ်အဲ့တော့ဒီနေရာမှာကျွန်တော်က okay layer လေးတစ်ခုထားပြီးတော့ကျွန်တော်လူဘယ်လိုမျိုးပေါ့နော်ဒီကောင်ကိုမောက်ကိုဘယ်လိုဆွဲရလဲဆိုတာကျွန်တော်နည်းနည်းလေးပြောချင်တယ်အဲ့တော့ကျွန်တော်ဒီနားလေးမှာကျွန်တော် brush tool လေးပဲကျွန်တော်ပြန်ခေါ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာအမဲ okay အမဲအောင်လေးနော်ဟုတ်ပြီ
okay ကျွန်တော်တို့ကဒီကောင်းကိုဆွဲတဲ့ခါကျရင်နှစ်ဖူးဆိုလို့ရှိရင်ကျွန်တော်ကဒီလိုမျိုးသွားရပါတော့ဘေးတိုင်းပုံစံလေးကျွန်တော်တို့ကသွားရတယ်ကျွန်တော်ဒီနှစ်ခေါင်းဆိုလို့ရှိရင်တော့အပေါ်အောက်လေးသွားရတယ်ဒီဘက်ဒီမျက်လုံးအောက်နားလေးဆိုရင်တော့ကျွန်တော်ဒီလိုမျိုးလေးသွားတယ်နော်ဒီပါးရဲ့ sorry အဲ့တော့ကျွန်တော်ဒီ3ကန်နဲ့နေရာလေးပေါ့နော်ဒီနားလေး okay ဒီနားလေးတွေဆိုရင်တော့ကျွန်တော်တို့က okay ဒီလိုလေးတွေကျွန်တော်တို့သွားမယ်အဲ့တော့ဒီဘေးတိုင်းနေရာလေးကြတော့အပေါ်အောက်လေးပဲကျွန်တော်တို့ကသွားမယ်အဲ့တော့ကျွန်တော်ဆွဲကျင်တိုင်းဆွဲလို့တော့မရအောင်မောက်ရဲ့ဆွဲချက်ကိုလေအဲ့တော့ကျွန်တော်ဒီဓာလေးဆိုရင်ဒီဘက်ဘေးလေးသွားမယ်ဒါဆိုအပေါ်အောက်လေးသွားမယ်ဒီမေးစီနေရာလေးကြတော့ဒီလိုဘေးတိုင်းလေးပဲကျွန်တော်တို့သွားမယ်ဒါလေးဆိုလည်းဒီလိုပဲသွားမယ် okay အဲ့တော့ဟုတ်ပြီကျွန်တော်ဒီကောင်လေးကိုကျွန်တော်ပြန်ဖြတ်လိုက်မယ်ပေါ့နော်ဖြတ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဆွဲကြည့်မယ်ပေါ့နော်အဲ့တော့မိတ်ဆွေတွေကအခုမှစပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီလူတယောက်ရဲ့ဒီမျက်နှာစကင်ကိုဘယ်နေရာလိုချက်ရှိလဲဆိုတော့ချက်ချင်းသဘောပေါက်ဖို့နည်းနည်းခက်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမလုပ်တတ်ဘူးဆိုလို့ရှိရင်တခုရှိတယ်ကျွန်တော်ဒီမှာဘာလို့လုပ်လို့ရလဲဆိုတော့ကျွန်တော်ပြောပြမယ်ကျွန်တော် cast tool လေးခေါ်လိုက်ခေါ်ပြီးတာနဲ့ကျွန်တော်ဒီကောင်ကို okay နည်းနည်းလေးအမောင်လေးချလိုက်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ဒီမျက်နှာမှာမညီညာမှုတွေနည်းနည်းပေါ်လာနိုင်တယ် okay ဒီနည်းနဲ့မလုပ်ချင်ဘူးဆိုလည်းရတယ်ဒီကောင်ကိုဖြတ်လိုက်ဖြတ်ပြီးတော့ဒီအောက်ဒီ branding mode တွေကနေခေါ်ပြီးတော့ကျွန်တော်ဒီဘက်မှာပါရှိလဲဆိုတော့black and white ဆိုတာရှိတယ် black and white လေးခေါ်လိုက်လို့ရှိရင်လည်းရတယ်ပေါ့နော် okay black and white ခေါ်မယ်ခေါ်ပြီးတော့ကျွန်တော်တို့ကဒီဘက်မှာ cast to ခေါ်ပြီးတော့ဒီကောင်လေးအောက်လေးအောက်လေးနည်းနည်းချလိုက် okay ဒါဒီလိုမျိုးနီးနှမ်းနဲ့ကျွန်တော်တို့ကသုံးပြီးလို့ရတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်အောင် okay အဲ့တော့ကျွန်တော်ဒီကောင်ကိုကျွန်တော် measure value လေးကျွန်တော်ထပ်ပြီးတော့ပြန်ခေါ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီနှစ်ဖူးနေရာလေးကိုကျွန်တော်ချက်ကြည့်မယ်ပေါ့နော်အနီးကလေးကျွန်တော်ဆွဲကြည့်မယ်okay ဒါလေးဆိုရင်ကျွန်တော် okay မောက်ဆွဲချက်ကလေကျွန်တော်တို့ကဒါဆိုလို့ရှိရင်နည်းနည်းလေးပေါ့နော် okay ဒါဆိုရင်အပေါ်အောက်လေးဆွဲလို့ရတယ်တစ်ချက်စီပေါ့နော်တစ်ချက်စီပဲ okay ဟုတ်ပြီဒါလေးဆိုအဆင်ပြေပြီကျွန်တော်ဒီနှာခေါင်းသားလေးကိုကျွန်တော်နည်းနည်းလေးတင်ခြင်းနဲ့အပေါ်အောက်လေးကျွန်တော်သွားမယ် okay ဒါလေးဆိုအဆင်ပြေဒီနှာခေါင်းသားလေးနည်းနည်းမဲဒါနှာခေါင်းဆွဲချက်လေးကိုနည်းနည်းလေးပြကျင်တာဖြစ်တဲ့ကြောင့်အပေါ်အောက်လေးကျွန်တော်ဆွဲမယ်ပေါ့နော် okay ဟုတ်ပြီဒါလေးဆိုကျွန်တော်တို့ကဒီမျက်လုံးအဖွင့်ပိတ်လေးကျွန်တော်လုပ်ကြည့်မယ်ဒါဆိုကျွန်တော်တို့ okay လက်ရှိလုပ်ထားတာလေးအဆင်ပြေပြီးရင်ကျွန်တော်ဒီနားလေးပေါ့နော်ဒီနားလေးကနည်းနည်းလေးမဲနေတာဖြစ်ကြောင့်ဒီနားလေးကျွန်တော်နည်းနည်းလေးတင်မယ်ပေါ့နော် okay okay ဒါလေးကျွန်တော်မြန်မြန်လေးသွားလိုက်တော့မယ်နော်အဲ့ဆိုကြည့်ရကြမှာဆိုလို့okay ဒီနေရာမှာကျွန်တော်တခုပြောချင်တာကမောက်ကိုဒီကျွန်တော်ဒီအဝိုင်းလေးပေါ့နော်အကြီးအသေးကတော့ကိုလိုသလိုကိုလောက်ပါပေါ့နော်ဒါကတော့ကျွန်တော်ဟိုလုံနေကြပုံစံတိုင်းလေးပဲကျွန်တော်အကြီးအသေးပေါ့နော်ဆွဲချက်လေးကိုတော့ okay ကျွန်တော်ဒီမှာကျတော့ပုံကreset လေးကိုပဲကျွန်တော်ကဘယ်လိုပြင်ပြလဲဆိုတာပြောချင်တာဖြစ်ကြောင်းတခုချင်းအသေးစိတ်လေးတွေတော့ကျွန်တော်နောက်မှဖြည်းဖြည်းချင်းကျွန်တော်ပြောပြမှာပါနော် okay okay ဒါဆိုရင်မျက်နှာလေးတစ်ချက်ကျွန်တော်ဖွင့်ပေးလေးလို့ကြည့်မယ် okay ဒါဆိုရင်အရင်ကမှတိတာတယ် okay ပြီးရင်ဒီအောက်နားလေးမှာကျွန်တော်မလိုချင်တာလေးကျွန်တော်နည်းနည်းလေးကျွန်တော်လုပ်မှာပေါ့နော် okay ဒါဆိုရင်မိတ်ဆွေတို့တစ်ချက်ကြည့်လိုက်ကျွန်တော်တို့ခုနကတော့ပုံစံနဲ့အခုလက်ရှိကျွန်တော်ဒီမှာလှုပ်ထားတဲ့ပုံလေးနဲ့နည်းနည်းတူသေးလားဆိုတော့တစ်ချက်ကြည့်အောင်ဒါဆိုရင်ကျွန်တော်အခုလက်ရှိဒီပုံလေးတစ်ချက်ကြည့်အောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီစကင်တစ်ခုလုံးကသူကပြလေးနဲ့ကြည့်ရတာတော်တော်အဆင်ပြေတယ်ကျွန်တော်တို့က share လုပ်နေရတော့ share လုပ်နေရပြလေးသွားမယ် highlight ဆိုလည်း highlight နေရပြလေးသွားမယ် mid tone ဆိုလည်း mid tone နေရပြလေးသွားမယ်ကျွန်တော်တို့ဟိုကွက်နေရမျိုးတွေကျွန်တော်မရှိတော့ဘူးเนาะတစ်ချက်ကြည့်အောင်ကျွန်တော်မူရင်းလေးနဲ့တစ်ချက်ရှင်းကြည့်မယ်အဲ့တော့ကျွန်တော်ဘာလို့ဒီ frequency separation လုပ်တဲ့နေရာအရေးကြီးလဲဆိုတာမိတ်ဆွေတို့ဒီမှာကြည်တာနဲ့အရင်သိပါပါနော် okay ဒါလေးတော့ဟိုစူးစမ်းပြီးတော့လေ့ကျင့်ပါလို့ကျွန်တော်အကြံပြုချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်လူတစ်ယောက်ရဲ့ဒီမျက်နှာအစိပ်ပိုင်းတစ်ခုကိုလေဟိုမြန်ဆန်နဲ့ဟိုဒီလိုမျိုးအချိန်တိုတွင်းမှာရဖို့အတွက်ကဟိုဆက်လုပ်တဲ့လူအတွက်ကတော့နည်းနည်းခက်မှာဗျာအဲ့တော့ဟိုအားမလျှော့ပဲနဲ့ okay တေချာလေးပေါ့နော်စိတ်ရှည်လေးနဲ့လေ့ကျင့်ပေးဖို့လိုမှာပေါ့နော်ဒီအပိုင်းက
ဟိုကြည့်လို့တာကျွန်တော်ကလွယ်တယ်တကယ်ကိုယ်တိုင်လုံးကြည့်တဲ့ခါကျရင်တော့နည်းနည်းလေးခတ်တယ်ပေါ့နော်အဲ့ဒါလေအဲ့ပိုင်းလေးတော့ဟိုကိုယ်ပိုင်ဖြစ်အောင်စူးစမ်းပြီးတော့လေ့ကျင့်စေခြင်းတယ်ကျွန်တော်ကတော့အခုလက်ရှိဒါပြုလုပ်တဲ့နီးလန်းလေးကိုကျွန်တော်ပြောပြလိုက်တယ်ဒါမဲ့မိတ်ဆွေတို့ကအဲ့ဒီအရာကိုကိုယ်တိုင်အမြဲတမ်းညီမဆက်ဆန်နဲ့သုံးတတ်အောင်လေ့ကျင့်ရမယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကတစ်ချက်ကျွန်တော်တို့အခုလက်ရှိကျွန်တော်ဒီမှာ cast 2နဲ့ဒီ black and white လေးကိုကျွန်တော် select ပေးပြီးတော့အဲ့ကောင်လေးကျွန်တော် delete လုပ်လိုက်မှာပေါ့နော်တစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော်ခုနကတော့လှုပ်ထားတဲ့အရာလေးနဲ့တစ်ချက်ကြည့်မယ်နော်ဒီမှာဆိုအရန်ဟိုမှာတိတာ reset ကတော်တော်ကြီးကိုကွာသွားပြီ okay အဲ့တော့ကျွန်တော်ဒီမှာဒါလေးကိုကျွန်တော်သဘောကျပြီအဲ့တော့ဒီကောင်ကိုကျွန်တော်ပေါင်းလိုက်မယ်လေးရလေးအဲ့တော့ဒီမှာအရေးလေးကျနေတဲ့နေရာလေးတွေကျွန်တော်မလိုချင်ဘူးအဲ့တော့ဒီကောင်လေးကိုကျွန်တော်က first tool လေးနဲ့ကျွန်တော်ပါလေးသွားပြီးတော့ဒီဘက်မှာမလိုတာလေးနဲ့ကျွန်တော်ပေါင်းဆက်လိုက်မယ် okay ပြီးရင် okay ဒါလေးကိုလည်းနည်းနည်းလေးကျွန်တော်မကြိုက်ဘူးဟုတ် okay အဲ့တော့ okay ဒီအဆင့်လေးရပြီเนาะ okay ဒီဒါဆိုလို့ရှိရင်ကျွန်တော် skin ကဟို smooth ရင်းတော့လုံးစရာမလိုတော့ဘူးဗောနော်ဒီအဆင့်မှာတော်တော်လေးကိုကောင်းနေပြီဗောနော် okay အဲ့တော့ frequency separation နဲ့ကျွန်တော် cleansing အဆင့်တော့ပြီးသွားပြီဗောနော်အဲ့အဆင့်ပြီးရင်ကျွန်တော်ဘယ်အဆင့်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ဒီ liquefy လုပ်မဲ့အဆင့်ကိုတော့သွားမယ် liquefy ဆိုတာကလူတယောက်မျက်နှာကဒီပိန်တာဖောင်းတာနော်ဝါတာအဲ့ဒါတွေကိုကျွန်တော်တို့ကလိုအပ်တယ်လို့ပြုပြင်ပြောင်းလဲလို့ရတယ်တချို့တွေဆိုစီမျက်နှာ၄တောင်ဆန်တယ်အဲ့ဒါကိုကျွန်တော်ဒီတွယ်လေးဖြစ်ချင်တယ်ဗောနော်အဲ့ဒါမျိုးဆိုလဲဒီ liquefy ကလည်းအရေးကြီးတယ်ဗောနော်အဲ့တော့ကျွန်တော်ဒီလူပုံလေးပြင်တဲ့ခါကျရင်ဒီ liquefy အဆင့်ကလည်းမပါမဖြစ်ပါတဲ့အဆင့်တစ်ခုပဲဗောနော် okay အဲ့တော့ကျွန်တော် liquefy လုပ်ဖို့အတွက်ပထမဆုံးဒီကောင်လေးကိုကျွန်တော်က layer ပွားမယ် layer ပွားပြီးတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ filter တွေကဒီမှာ liquefy ဆိုတာရှိတယ်အဲ့လိုမျိုးမသွားခြင်းဘူး shortcut နဲ့ခေါ်ခြင်းတယ်ဆိုလဲရအဲ့ဒါဆိုလို့ရှိရင်ဘယ်လိုသွားမလဲကျွန်တော်က shift command 8လေးနဲ့သွားလို့ရတယ်ဒါမှမဟုတ် window မှာဆိုလို့ရှိရင် shift control 8နဲ့ကျွန်တော်တို့သွားလို့ရတယ်ကောင်းပြီအဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကိုခေါ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ် okay ကျွန်တော်ဒီအပေါ်မှာဒီ lower လက်ညှိုးလေးထောင်ထားတာပေါ့နော်ဒီ forward ward 2လို့ခေါ်တယ်အဲ့ကောင်လေးနဲ့ကျွန်တော်တို့ကအလုပ်လုပ်မယ်အဲ့တော့ဒီ liquefy မှာဒီမှာသူ့ရဲ့ညာဘက်ထောက်လေးမှာတော့အများကြီးပဲရှိရနော်ဒီ breadth option တွေရှိတယ် free wall liquefy ရှိတယ် eye ရှိတယ်နှာခေါင်း nose twitch ရှိတယ် mouth ရှိတယ် face shape ရှိတယ်စသဖြင့်ဒီမှာတော့ရှိတယ်အဲ့တော့ဒီတစ်ခုချင်းစီရဲ့လုံးလုံးပုံတော့ကျွန်တော်အသေးစိတ်မပြောရဘူးokay အဲ့တော့ကျွန်တော်ဒါလေးကိုကျွန်တော်နည်းနည်းလေးပိန်တာဖောင်းတာလေးကျွန်တော်နည်းနည်းလုပ်ကြည့်မယ် okay ဒီသူ့ရဲ့မျက်နှာနည်းနည်းလေးတောက်လေးနည်းနည်းဆန်တယ် okay အဲ့တော့ဒီမှာဒီနားလေးတွေတွန့်နေရလေးနော်ကျွန်တော်ဒါလေးနည်းနည်းလေး liquefy လေးနည်းနည်းလုပ်မယ် okay အနီးကပ်လေးကြည့်အောင် okay အနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်သူ့မျက်လုံးလေးကတိတ်မလှအောင်အဲ့တော့မျက်လုံးလေးကျွန်တော်နည်းနည်းလေးဆွဲတင်မယ်ဟုတ်ပြီနှာခေါင်းနေရာလေးတိတ်မလှအောင်နှာခေါင်းလေးနည်းနည်းလေးလုပ်မယ်နှာခေါင်းလေးနည်းနည်းလေးလှအောင်ကျွန်တော်လုပ်မယ်နှာခမ်းနေရာလေးလည်းတိတ်မကြိုက်ဘူးနှာခမ်းလေးကနည်းနည်းလေးတမျိုးလေးဖြစ်နေနော်အဲ့တော့အဲ့နှာခမ်းလေးကိုကျွန်တော်နည်းနည်းလေးပြုံးအောင်တန်းနေဆိုအပေါ်လေးနည်းနည်းတင်လိုက်โอเคလူတယောက်ဒါ smile ဖြစ်သွားပါဘောနော်ဒီအောင်သားလေးကနည်းနည်းလေးတမျိုးဖြစ်နေနှာခမ်းလေးကကျွန်တော်နည်းနည်းပြုတ်ပြင်မယ်ဒီကောင်လေးလည်းအချိုက်လေးဖြစ်အောင်လုပ်လိုက်မယ်โอเคဒါဆိုရင်နည်းနည်းလေးမိုက်သွားပြီဗောနော်โอเคဒါလေးချက်ကြည့်အောင်ဒါဆိုရင်အသိမျက်နှာလုံးကအထာကြကြလေးဖြစ်သွားပြီဟုတ်ပြီโอเคမျက်လုံးနေရာလေးကဒီနားလေးနည်းနည်းလေးဝါလေးနည်းနည်းချဲ့ပေးမယ်ဒီကောင်လေးအောက်လေးနည်းနည်းကြာအပေါ်လေးနည်းနည်းတင်ဟုတ်ပြီဒီဘက်တောင်နေရာလေးနည်းနည်းလေးအောက်နည်းနည်းချအောက်လေးဒီဘက်နည်းနည်းတော့နှာခေါင်းလေးနည်းနည်းလေးအတွင်းနည်းနည်းထည့်မယ်နော်ဒါလေးနည်းလုံးโอเคကြည့်အောင်โอเคမျက်လုံးလေးကနည်းနည်းလေးပွင့်သွားတယ်ဒီမေးစီနေရာလေးနည်းနည်းလေးဟွာဖြစ်တယ်ဗောနော်အဲ့တော့ဒီနေစီနေရာလေးကိုကျွန်တော်နည်းနည်းလေးတွေ့တဲ့ပုံစံလေးဖြစ်အောင်ကျွန်တော်လုပ်လိုက်โอเคအဲဆိုရင်နည်းနည်းလေးတွေ့သွားနော်ဒါနည်းနည်းလေးများသွားတယ်ကျွန်တော်လုပ်လိုက်တာโอเคဒီလောက်ဆိုရင်တော့အဆင်ပြေပြီဒီနားလေးနည်းနည်းလေးလုပ်မယ်โอเคဒါဆိုရင်အရင်မိုက်သွားပြီအဆင်ပြေသွားပြီโอเค
okay ဒီနားလေးအင်ဂျီတွေတိတ်မညီရလေကျွန်တော်နည်းနည်းလေးညှိမယ်ဟုတ်အဲ့တော့ကျွန်တော်ဒါလေးက liquefy လေးလုပ်တာပြီးပြီဒါဆိုရင် liquefy လုပ်လိုက်တာအရန်ဟိုမှာတည်တာပါနော်အနီးကပ်လေးခြေပြမယ်ဟုတ်အဲ့တော့ကျွန်တော်ဒီ liquefy အဆင့်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်အဆင့်သွားမလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်ဒါမိတ်ဆွေတို့ထပ်လုပ်ချင်လို့ရတဲ့အဆင့်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဒီ skin ကို smooth လုပ်လို့ရတာပေါ့နော်ကိုကြိုက်ဒီမျက်နှာရဲ့ဒီပုံစံပေါ်မူတည်ပြီးတော့ကို smooth ထပ်လုပ်ချင်လဲလုပ်လို့ရတာပေါ့နော်အဲ့ဒါတော့နောက်ပိုင်းကျွန်တော်ဒီPhotoshop တို့လိုမျိုးတွေเนาะဒါ skin finder တို့လိုမျိုးတွေအဲ့လို tools တွေအသုံးပြီးတော့လဲဒီမျက်နှာကိုကိုလိုအပ်တယ်လို့လုပ်လို့ရတယ်ကျွန်တော်ကတော့မလုပ်တော့ဘူးဘာလို့ဆိုတော့ဒီပါသူ့ရဲ့ skin ကအရန်ကောင်းနေပြီသားပဲကျွန်တော်ခုန frequency separation လုပ်လိုက်တာလဲတော်တော်လေးအဆင်ပြေနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် skin smooth တော့ကျွန်တော်မလုပ်တော့ဘူး okay အဲ့တော့ကျွန်တော်ဘယ်အဆင့်ကိုသွားမလဲဆိုတော့ကျွန်တော် color grading အဆင့်ကိုကျွန်တော်သွားမယ်အဲ့တော့ color ချိန်နဲ့အချိန်ကိုကျွန်တော်ပြောမယ်ပေါ့နော်အဲ့တော့ color grading ကိုကျွန်တော်ဘယ် tools လေးတွေသုံးရမလဲဆိုတော့ကျွန်တော်ဒီအောက်ကဒီ blending option တွေကကျွန်တော်ကဒီ selected color ဆိုတာရှိတယ်ပေါ့နော် selected color လေးကျွန်တော်သုံးမယ် selected color သုံးမယ်ပြီးတော့ဒီ color balance လေးသုံးမယ်ပြီးတော့ဒီ level လေးသုံးမယ်ပေါ့နော်အဲ့သုံးခုနေနဲ့ကျွန်တော်ချိန်ပြမယ် okay ပြီးတော့ကျွန်တော်ဒီ gradients လေးလည်းကျွန်တော်နည်းနည်းသုံးမယ်အဲ့တော့ selected color ကိုကျွန်တော်တွားရအောင်ဟုတ်ပြီပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီ Photoshop sorry ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဒီ Photoshop မှာ color grading လုပ်တော့မယ်ဆိုလို့ရှိရင် selected color ကလည်းမရှိမဖြစ်ရေးပါတယ် tools တစ်ခုပဲအဲ့တော့ဒီ selected color ကိုတော့ကျွန်တော်မသုံးတတ်ဘူးဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့နောက်ထပ်ထပ်ပြီးတော့ဒီ advanced level တွေထပ်သွားဖို့အတွက်ကကျွန်တော်နည်းနည်းလေးခက်မှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အကြံပြုချင်တာကအခုချိန်မှာနားမလည်သေးဘူးဆိုလို့ရှိရင်နောက်ပိုင်းကျရင်လည်းဒီ selected color ကိုထပ်ပြီးတော့လေ့လာပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်အဲ့တော့ဒီ selected လက်ရှိကျွန်တော်ဒီနေ့အခုပြောမှာတော့ selected color ရဲ့သုံးပြုနည်းကိုကျွန်တော်ပြောပြမှာတော့မဟုတ်ဘူးနောက်ပိုင်းကျရင်တော့ကျွန်တော်တစ်ခုချင်းစီရဲ့အလုပ်လုပ်ပုံလေးတွေကျွန်တော်ဒီပြောပြမယ်အခုကတော့ကျွန်တော်ဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်အဆင်ပြေလို့လေးကျွန်တော်သုံးရလိုက်တော့မယ်နော် okay အဲ့တော့ကျွန်တော်သူ့ရဲ့မျက်နှာလေးဒီမှာဆိုလို့ရှိရင်ကျွန်တော်က red yellow green cyan blue magenta white neutral black ဆိုပြီးတော့ရှိတယ်2 4 6 8 9ခုပေါ့နော်9ခုရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ red channel လေးကျွန်တော်သွားရအောင် okay red color လေးပေါ့နော် red color မှာဆိုကျွန်တော် cyan magenta ရယ် yellow ရယ် black ဆိုပြီးတော့ရှိအဲ့တော့တစ်ချက်သွားကြည့်အဲ့တော့ skin ချိန်မယ်ဆိုလို့ရှိရင်ကျွန်တော် red skin လူတယောက်ရဲ့ skin type ကred နဲ့ဒီ orange ကြားမှာပေါ့နော်အနီနဲ့ဒီအဝါပေါ့နော်အနီနဲ့အဝါကြားမှာရှိတယ်ပေါ့နော်အဲ့တော့ skin ပေါ့နော်လူရဲ့အသားရည်ဆိုအဝါဖက်ဖြော့လေးအဝါဖက်ဖက်လေးဟာလားနီဆက်ဆက်လေးစသဖြင့်ပေါ့နော်အဲ့လိုမျိုးလူတွေကသုံးနှုံးကြတယ်အဲ့တော့ကျွန်တော်တို့ဒါအလွယ်မှတ်မှာမှာလူရဲ့ skin ကကျွန်တော်ဒီအနီနဲ့အဝါကြားမှာရှိတဲ့ color ပေါ့နော်အဲ့လိုမျိုးသတ်မှတ်အဲ့တော့ကျွန်တော်တို့က skin ကိုချိန်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ red လေးကိုကျွန်တော်မဖြစ်မနေသုံးအောင်မယ်အဲ့တော့ကျွန်တော်တစ်ချက်ကြည့်အောင် okay အဲ့ဒါကတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ sign ကိုနည်းနည်းလေး short လိုက်မယ်နော် okay magenta ကိုကြတော့ကျွန်တော်နည်းနည်းလေးပပလေးပဲတင်မယ် yellow ကိုနည်းနည်းတင်မယ်ပြီးတော့ကျွန်တော် black ကိုနည်းနည်းလေး short okay ဒီလောက်လေးဆိုရင်တော့ကျွန်တော်ကြိုက်တယ်ပြီးလို့ရှိရင်ကျွန်တော် yellow နေရာလေးသွားမယ်အဲ့လိုပဲကျွန်တော် sign လေးနည်းနည်းလေးထပ် short ဘေးလေးတွေနည်းနည်းပွင့်လာအောင် okay နည်းနည်းလေး magenta ကတော့ကျွန်တော်နည်းနည်းတိုးလိုက်မယ်နော် okay ဒီကောင်လည်းအဲ့လိုပဲ yellow လေးရ2လောက်ပဲထားမယ် black ကိုတော့ကျွန်တော်5လောက်ပဲ6လောက်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော်ကဒီကောင်ကိုနည်းနည်းလေးဟိုကြည့်ရတာတိတ်သေးမှုပုံများချင်တော့ကျွန်တော် black ကို2လေးထားမယ်ပြီးလို့ရှိရင်ကျွန်တော် white ကလေးကို white မှာရှိတဲ့ဒီ black နေရာလေးကိုကျွန်တော်က okay နည်းနည်းလေး highlight လေးဖြစ်စေချင်တော့ကျွန်တော် black လေးနည်းနည်းလေး short မယ်နော် okay အဲဆိုလို့ရှိရင်ပြီးရင်ကျွန်တော်ကဒီအနောက်မှာရှိတဲ့နောက်မှာဆိုလို့ဒီမှာဆိုလို့ရှိရင်ဘာတွေရှိမလဲ okay green ရှိမှာ okay green ရောင်တော့မရှိဘူးအဲ့တော့ကျွန်တော်ဘာရှိမလဲဆိုတော့ okay blue color တစ်ချက်တော့ကြည့်အောင် okay ဒီ color လေးနည်းနည်းလေးကျွန်တော်တရောင်လေးokay နည်းနည်းလေးပါနော်ဒီ cyan color okay magenta color မလို့ချင်းနည်းနည်းလေး short cyan နဲ့ကျွန်တော် short ရမှာဟုတ်လားအရင်ကူးတုံးဘက်ကိုတိတ်မသွားခြင်း okay ဒီကောင် yellow ကိုတော့နည်းနည်းတင်လိုက်မယ် okay black ကိုနည်းနည်းလေး okay black ကိုနည်းနည်းလေး short ဒါဆိုရချက်ကြည့်အောင်ဒါလေးပြောင်းလဲသွားလေလို့ okay ဒါဆိုရင်ကျွန်တော်လူကခုနကျွန်တော်တို့မြင်နေရတယ်နည်းနည်းဖွယ်ဖွယ်လေးဖြစ်နေအခုဆိုနည်းနည်းကြစ်လေးလေးနဲ့
skin tone လေးတွေနည်းနည်းပိုကြွလာလူလည်းနည်းနည်းလေးပိုကြွလာနော် okay ပြီးရင်ကျွန်တော်ဘယ်ဆက်သွားမလဲဆိုတော့ color balance လေးကျွန်တော်သွားရအောင် color balance မှာဆိုလို့ရှိရင်ကျွန်တော်ဒီ3နေရာမှာကျွန်တော်3မျိုးရှိတယ် mid tone ရယ် shadow ရယ် highlight ဆိုပြီးတော့ရှိတယ်အဲ့တော့ mid tone မှာလည်းအဲ့လိုပဲ cyan ရယ် magenta yellow ရယ်ဆိုပြီးတော့ရှိတယ်အဲ့တော့ကျွန်တော်ကဒီကောင်းကိုကျွန်တော်ကဒီ cyan ဘက်ကိုကျွန်တော်အရင်မသွားခြင်းဘူးအဲ့တော့ဒီမှာဒီကောင်းကျတော့ဒီ color balance သုံးတဲ့ခါကျရင်မိတ်ဆွေသတိထားမှာအရင်ရှောက်တင်လို့မရအောင်သူကအယောင်ပြောင်းတာအရင်မြန်အဲ့တော့ကျွန်တော်လိုချင်တဲ့ color ကိုဖြည်းဖြည်းချင်းကျွန်တော်တို့ပြောင်းပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်နည်းနည်းကြည့်အောင်အဲ့တော့ကျွန်တော်ဒီကောင်းကိုကျွန်တော်ကဟုတ်ပြီ3လောက်ထားကြည့်ပါဦးနော်ဆိုင်ရောမလို့ချင်းကျွန်တော် red back ကိုနည်းနည်းတွားမယ်ပြီးအောက်က yellow နေရာကိုချက်ကြည့်အောင် okay ကျွန်တော် yellow နေရာကိုနည်းနည်း yellow ဘက်ကိုနည်းနည်း -1 လောက်တွားမယ်ပြီးကျွန်တော် highlight နေရာမှာရှိရဲဒီဆိုင်ရောနေရာလေးကိုကျွန်တော်နည်းနည်းလေးတင်ကြည့်မယ်ပြီးတော့ yellow နေရာကိုမတွားတော့ဘဲနဲ့ yellow နေရာလေးကိုကျွန်တော် -1 လောက်တွားမယ်ဒီ shadow ကြတော့ကျွန်တော်ဒီ red back လေးကိုကျွန်တော်ပြန်သွားမှာနော် color လေးဒီနေ့ခက်ဆန်းဆန်းလေးဖြစ်အောင်ကျွန်တော်လုပ်ကြည့်မယ် okay 3လောက်ထားကြည့်မယ်အဲဆိုလို့ဖြစ်သွားချက်ကြည့်အောင် okay နည်းနည်းလေးနော်ကျွန်တော်ချက်ကြည့်အောင်နော်ပုံလေးနည်းနည်းလေးတော့မတိမတာလေးနော် color လေးကတော့တစ်မျိုးလေးဖြစ်သွားပြီနော် okay ဒါဆိုဒီ color ကြတော့ကျွန်တော်နည်းနည်းပေါ့နော်ဟိုနောက်တိုင်းနည်းနည်းဆန်တဲ့ color လေးပေါ့နော် okay အဲ့မှာကျွန်တော်တစ်ချက်အဲ့မှာကျွန်တော်နည်းနည်းလေးအလင်းနည်းနည်းလိုတော့ကြောင့်ကျွန်တော်ဒီ level လေးနဲ့ကျွန်တော်ပပလေး okay လူရဲ့ okay color လေးနဲ့တက်တော့ okay okay မစ်တုံးလေးနဲ့တင်မယ်နော်နည်းနည်းတင်ကြည့်မယ်အဲ့ဒါနည်းနည်းလေးပွင့်သွားဒီမှာကျတော့ highlight လေးနဲ့တင်မယ် okay shadow ကတော့ကျွန်တော် -1 လောက်ထားကြည့်မယ်နော် -1 မဟုတ်ဘူး1ပါ1လောက်ထားကြည့်မယ်အဲဆိုရင်ခုနကထက်ဆိုင်နည်းနည်းလေးပိုမိုက်လာပြီနော်အဲ့တော့ဒီ3မျိုးကိုကျွန်တော်က group ဖွဲ့လိုက်မယ်ချက်ကြည့်အောင် okay နောက်မှာရှိတဲ့ကျွန်တော်တို့ဒီလူရဲ့နောက်မှာရှိရဲ့ကုတုံးကာလာလေးနည်းနည်းလျော့သွားတော့မြင်ရမယ်နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီမှာပုံကလေးနည်းနည်းလေးရိုးနေတယ်လို့ကျွန်တော်ခံစားရတယ်အဲ့တော့ကျွန်တော်ဒီလိုချင်တဲ့ဒီ color လေးတွေပေါ့နော်ဖောက်ချင်တယ်ဖောက်ချင်တော့ကျွန်တော်ဒီ gradient လေးကိုကျွန်တော်သုံးမယ် gradient မှာကြတော့ကျွန်တော်ကဒီ radial လေးကိုကျွန်တော်သုံးမယ်ပေါ့ဘာလို့ဆိုအလင်းတစ်ခုခုအနောက်ကနေဖောက်ဝင်လာတဲ့ပုံစံမျိုးလေးဖြစ်ချင်တော့အဲ့တော့ကျွန်တော်တို့ကဒီ radial ရွေးပြီးလို့ရှိရင်ကျွန်တော်ဒီဘက်မှာ gradient အားလေးနှိပ်ပြီးလို့ရှိရင်ဒီအောက်မနာလေးမှာ color လေးကိုကျွန်တော်တို့လိုက်ထည့်လို့ရတယ် color ကတော့ကျွန်တော်ဒီတိုင်းလေးပဲပေါ့နော်အစင်ပြာလေးတစ်ခုရွေးလိုက်မယ်ရွေးပြီးတော့ကျွန်တော်ထည့်မယ်ဒီကောင်လည်းအဲ့လိုပဲဒီ color လေးရွေးမယ်ရွေးပြီးတော့ထည့်ပြီးတော့ဒီကောင် okay လေးနှိပ်ပြီးတာနဲ့ဒီကောင် screen လေးပြောင်းလိုက်ပါနော် screen ပြောင်းပြီးတော့ကျွန်တော်တို့ကလိုချင်တဲ့နေရာလေးထည့်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဒီကောင် inverse လေးကျွန်တော်ပေးမယ်ပြီးတာနဲ့ကျွန်တော် brush tool လေးရွေး opacity 100 flow 100နဲ့ချက်ကြည့်အောင်ကျွန်တော်ဘယ်နားလေးထည့်မလဲဆိုတော့ okay ဒီနားလေးနှိပ်ကြည့်မယ် okayဒါဆိုရင်နည်းနည်းလေးမိုက်သွားပြီနော်ကာလာလေးနည်းနည်းလေးဝင်သွားဟုတ်ပြီကာလာလေးနည်းနည်းဆက်ဆန်းလေးဖြစ်သွားအောင်နော်ဒါတော့ကိုယ်စိတ်ကြိုက်ပေါ့နော်ကိုယ်စိတ်ကူးရှိတဲ့အတိုင်းလုပ်လို့ရအဲ့တော့ကျွန်တော်ဒီမျက်နှာလေးမှာကာလာလေးဝင်တာကျွန်တော်သိမိကြတယ်ဒီကာလာလေးကျွန်တော်နည်းနည်းလေးပြန်ဖယ်ထုတ်လိုက်မယ်โอเคအဲ့တော့ဒီ background အင်ကြီးလေးပါနည်းနည်းလေးအဲ့တော့ဒါကတော့လွယ်လွယ်ကူကူနဲ့ပေါ့နော်ဒီလက်ရှိနေတဲ့ tools တွေနဲ့ကျွန်တော်သုံးရတာပေါ့နော် okay ပြီးရင်ကျွန်တော်ဘာဆက်လုပ်လို့ရသေးလဲဆိုတော့ပုံကိုနည်းနည်းလေးကြည့်အောင် shaping လေးနေတော့တက်လို့ရတယ် control J နဲ့သွားပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့က shaping မှာ enchantment ဆိုတာရှိတယ် enchantment လေးကိုကျွန်တော်တို့ကနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့သွားချင်တဲ့ပုံစံတိုင်းလေးသွားလို့ရတယ်အဲ့ဒါဘယ်လိုလဲဆိုတော့ချက်ကြည့်အောင်ဒီမှာ shaping ပေါ့နော် okay နည်းနည်းလေး shape နဲ့လေး okay radius လေးကိုတချို့ကြီးကဘယ်လောက်တင်ကြည့်မယ်နော်တင်လိုက်တော့နည်းနည်းအရန်ဟိုမှာဟိုဖြစ် shape များရအောင်နော်ကျွန်တော်ဒီကောင်ကို
ဘယ်လောက်ထားကြည့်မယ်နော် 3.0 လောက်ထားကြည့်မယ်အမောက်ကိုတင်ကြည့်အောင် okay အမောက်က50ဆိုတော့နည်းနည်းလေး okay 60လောက်ထားကြည့်မယ်နော် okay လေးနှိပ်ကြည့် okay ဘာတွေပြောင်းသွားလဲကြည့်အောင် okay နည်းနည်းလေးနော်ဒီစပင်နေရာလေးတွေကြည့်ရင်သိတာတယ်ပြီးတော့ဒီစပင်နေရာလေးတွေကြည့်လိုက်နည်းနည်းလေး shift ဖြစ်သွားတယ်နော် okay အဲ့ဒီလမ်းနဲ့လုပ်လို့ရပါဘောနော်ဒါတော့ unshed map လေးနဲ့ကျွန်တော်သုံးပြတာ okay အဲ့တော့ကျွန်တော်တို့ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီပုံတစ်ပုံပြင်တာကတော့လေလုံလောက်တယ်ပေါ့နော်ဟိုတာမန်ပြင်မယ်ဆိုလို့ရှိရင်လုံလောက်တယ်အဲ့တော့ကျွန်တော်အခုလက်ရှိအစအဆုံးလုပ်ပြခဲ့တဲ့ဟာကဘာလုပ်ခဲ့လဲဆိုတော့ camera raw မှာသုံးတာရှိမယ်ပြီးတော့ရှိရင်ကျွန်တော်ဒီ cleansing လုပ်မယ် frequency separation လုပ်မယ်ပြီးတော့ color grading liquify နောက်ဆုံးဒီ sharpness နည်းနည်းတင်မှာပေါ့နော် okay ပြီးတော့နောက်ထပ်တွေတော့ကိုယ်စိတ်ကူးရှိသလိုလုပ်လို့ရတာဆိုပေမဲ့ခုနဒီအဆင့်3ဆင့်တို့ပေါ့ဒီ4ဆင့်ပေါ့နော်ကျွန်တော် frequency separation ရယ် cleansing frequency separation လုပ်မယ် liquify လုပ်မယ် color grading ပေါ့ဒီ4ဆင့်ပေါ့ဒီ4ဆင့်လုပ်လို့ရှိရင်ကျွန်တော်လွယ်ကူကူနဲ့ပုံတစ်ပုံပြင်နိုင်မယ်ကျွန်တော်ကတော့အခုလက်ရှိမိတ်ဆွေတို့ကိုပြသပေးတာဖြစ်တဲ့အတွက်ကြောင့်အချိန်ကတော့နည်းနည်းကြာမယ်နောက်ပိုင်းကျွမ်းကျင်လာပြီကိုယ့်အကိုမြန်အောင်ပေါ့နော်ပုံတစ်ပုံပေါ့ကျွန်တော်ဘယ်လောက်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့ customer ပေးနိုင်မလဲပေါ့နော်ဒါကတော့ကိုယ့်ရဲ့လေ့ကျင့်မှုနဲ့ပဲဆိုင်ပါပေါ့နော် okay အဲ့တော့ကျွန်တော်ဒီနေ့ပြောပြပေးတဲ့အကြောင်းအရာမှာမိတ်ဆွေတို့နားမလည်တာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ကို comment လေးမှာတစ်ချက်ရေးပေးပါကျွန်တော်လည်းအတက်နိုင်တဲ့လောက်ပြန်ဖြေပေးမယ်ကျွန်တော်အားတဲ့အချိန်လေးတွေပေါ့နော် okay အဲ့တော့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲကျွန်တော်အဆုံးသတ်မယ်အားလုံးပြန်တွေ့ကြမယ်နော်